ရွှတ်ခဲ့တဲ့ရှင်သူ့ကိုယုံကြည်လိုက်ရင်သူကထာဝရအသက်ကိုပို့ပေးမှာဖြစ်ပါတယ်လို့နော်ဒါသတင်းကောင်းလေးပါဆိုတော့ဒီနေ့မြတ်စွာဘုရားကကျမတို့ကိုဖာမျော်လင့်ချက်ပေးတယ်ဆိုတော့ပြန်မှဝင်ငှချင်တယ်မြတ်စွာဘုရားကနော်နင်တို့ငါလိုဖြစ်ချင်ငါလိုကျင့်လို့ပဲပြောတယ်ကျမတို့ပြန်မခိုင်းဘူးလားပြန်ခိုင်းတယ်သူကယ်မယ်လို့ပြောလားသူအာမခံလားမခံဘူးဒါပေမဲ့သူသတင်းကောင်းတစ်ခုလေးပြောတယ်ကျမအားလုံးကိုဝင်ရချင်နော်စားဘူးလားစပယ်တဲ့လေးယုံအပွင့်ရဲ့တမုံကြမှာတဲ့ပါရှင်သူမျိုးနဲ့တော့မောင်းပြီးတဲ့ကြားဘူးလားကြားဘူးလားကိုကြားဘူးလားကြားဘူးကပမာရဲ့စကားဖြစ်တယ်ပမာရဲ့လက်စီစပယ်တဲ့လေးယုံအပွင့်ရဲ့တမုံကြမှာတဲ့ပါရှင်သူမျိုးနဲ့တော့မောင်းပြီးတဲ့ဆိုတော့ဘာလို့ဆိုလို့တဲ့ဆရာမကသိလားမသိဟုတ်ပြီစပယ်တဲ့လေးယုံဆိုဖယားလေးဆိုပွင့်ပါလေတဲ့ကာကုတုဂောနာကုကတ္တဖဂောရမလေးဆိုပွင့်ပါတဆူပဲကြံတော့တယ်အဲ့တဆူကိုတွေ့ချင်တယ်ဆိုငါလိုကျင့်လို့ပဲပြောတယ်နားလည်လားဆိုတော့သူ့လိုကျင့်နိုင်တဲ့လူကလူပြန်ဖြစ်လာမယ်တဲ့နော်ဟိုးဘွားကကောင်းမှုကိုတို့မြတ်စွာဘုရားစကားနားထောင်ပြီးကျင့်ကြအားထုတ်မှုကြောင့်မရဘူးတဲ့ရခဲတဲ့လူဘွားလည်းမရလာကြဘူးလားလူဘွားကရခဲလားရလွယ်လားအေးရခဲတယ်ဒါဆိုရခဲတယ်ဆိုတော့အခုလူဘွားရလာပြီးသွားလားပြီးသေးဘူးတေရအောင်ပါအေးအဲ့ဒီတေမတေခင်လေးမှာနော်ကိုလည်းမကျင့်နိုင်ပြန်ဘူးဆိုရင်ဘာဖြစ်လာမစဲဘာဖြစ်လာမဲဆိုတာအာမခံလို့ရသေးလားမရဘူးတချို့ရဆိုရင်အော်တေခါနေမှာငက်စင်းစားငက်ဖြစ်တယ်ကြောင်စင်းစားကြောင်ဖြစ်တယ်နော်အဲ့လိုတဲ့သူတို့တွေးခေါ်ကြတယ်ဆိုတော့ဘာဖြစ်မလဲဆိုတော့ဘယ်သူမှမသိကြဘူးနော်ဆိုတော့လူပြန်ဖြစ်မလဲလူပြန်ဖြစ်လာမယ်ဆိုတော့လည်းအာမခံလို့ရလားမရဘူးအဲ့ကြောင့်အခုလူဘွားဆိုတာတန်ဖို့မရှိဘူးလားအေးတန်ဖို့ရှိတဲ့လူဘွားမှာတဲ့နော်စပယ်တဲ့လေအပွင့်ရတမုံကြမှာတဲ့ပန်ချင်းသူညွန့်တဲ့ကောင်းဖြစ်ခဲ့တယ်ဆိုတော့ဖျားလေးဆိုပေါ်တဆူပဲကြံတယ်အဲ့တဆူတွေ့ချင်ငါလို့ချင်းဆိုတော့ကျင့်ကြအားထုတ်တာအခုလူဘွားရလာတဲ့ငါနောက်ကလာတဲ့ဖျားနဲ့စုံရင်တဲ့တို့ကောင်းညာရသူအာမခံမယ်လို့ပြောလားမပြောဘူးသူ့နောက်ကဖယားနဲ့စုံရင်ကောင်းရရမယ်လို့နားလည်လားဆိုတော့သူ့နောက်ကလာတဲ့ဖယားကသူဖြစ်မယ်ကျမတို့အခုမျှော်နေအာရိမရိယအာရိမရိယမြတ်စွာဘုရားကကျမတို့ဗမာစကားလားဗမာစကားလားအာရိမရိယပါဠိလိုပေးထားတယ်ကျမတို့ဗမာစကားမဟုတ်ဘူးဖယားဆိုတာတောင်မှကျမတို့တူလားမတူဘူးเนาะတချို့တွေကနော်အင်္ဂလိပ်က God တဲ့နော်ကျမတို့ကချင်နေကြတော့